ငယ်ချင်းတို့ဒီမှာမြစ်မြစ်တခွားသည်ခွေးသည်ဟိုတလောကလိုပဲခွေးသည်ဒီကောင်ကမှုဥမနေ့ကကောက်တယ်မှုဥအဲ့မှာအင်ဦးလေးကြာတာအဲ့မှာအင်ဦးလေးကြာတာအဲ့မှာဟာကောင်းမကောင်းဟာစစ်ပတ်မှန်လေဟာချိုးอ่ะငမ်းပြားရေစက်သွန်ဖြူလေးနဲ့တော့မှုေးနေဟာကောင်းမှုေးဒါမှလည်းပိုင်းဗလိပ်ပြစားရင်ငယ်ချင်းလို့ရေစားလိုက်အောင်ကောင်းမှာကောင်းမြစ်ပါမှုဥမနေ့ကကောက်တဲ့မှုဥကောင်းတော့ခါရီတိုမာတိုယူနေကြခွေးသည်ဟုတ်မှာခွေးသည်စီလေးရနုလေးနာစီမပေါင်းထိုးရဒီခွေးသည်တော့အောင်ကျေးဇူးများကြီးတင်အားပေးရနော်ဘာ